အခုလုံးမဲ့ရွေးကောက်အခုကျင်းပမဲ့ရွေးကောက်ပွဲကိုတက်နိုင်သမျှတိုင်းပြည်လုံးအတိုင်းအတာနဲ့ကျင်းပမယ်အဲ့လိုပဲအားလုံးပါဝင်နိုင်အောင်ကျင်းပမယ်နောက်တစ်ခုကမြင်တိတာမြင်သာထင်သာရှိအောင်ကျင်းပမယ်လို့ဒီလိုမျိုးပြောထားတယ်ဗောနော်ဒီလိုပြောရရင်တော့ accountability ဗောနော်ဒီဘယ်လိုခေါ်မလဲနိုင်ငံတကာကလေးလာသူတွေကိုတော့လက်ခံမယ်ဆိုဒီလိုပြောထားတာရှိတယ်အဲ့တော့မြန်မာ sharing channel မှာကြိုဆိုပါလေရှင်မြန်မာ sharing channel ဆိုရင်နေ့စဉ်နေ့ဥတော်လိုင်းနဲ့ပတ်သက်တဲ့တည်ထူးတည်ကောင်းလေးတွေတိဆက်ပေးနေတာမို့မြန်မာ sharing channel ကို subscribe လုပ်ပေးပြီးအတိတ်တွေတည်းရအောင်ဘေးနားက notification လေးကိုပါနှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဒီအပိုင်းမှာဒေါ်ဆန်းစုကြည်ရဲ့ပုံရိပ်တွေ online မှာပြန်ပြန့်နှံ့လာတာဟာနောက်ွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေပြီလဲဆိုတာကိုကျွန်တော်တို့သုံးသပ်ရမယ့်ပုံစံဖြစ်နေပြီเนาะအခုလာမယ့်ဟလာ25ရက်နေ့မှာလဲ NSPNC ကကျင်းပမဲ့ကျွန်တော်တို့ဒီပြောရလို့ရှိရင်ငြိမ်းချမ်းရေးဖိုရမ်တစ်ခုရှိတယ်အဲ့လိုပဲပြီးခဲ့တဲ့ဟလာမနေ့ကဆိုလို့ရှိရင်လဲဒီထိုင်းနိုင်ငံမှာဦးဆိုင်ညွန့်လင်တို့ဦးစီးပြီးတော့ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဟလာပြန်လဲရင်ကြားစစ်ရေးနဲ့ပတ်သက်တဲ့ဖိုရမ်တစ်ခုကျင်းပသွားတယ်အဲ့မှာဇင်မာအောင်တို့ဘာလို့လဲပါတာပေါ့နော်အဲ့တော့မြန်မာနိုင်ငံရေးဟာတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံရဲ့အရွေ့ဟာတဖြည်းဖြည်းနဲ့ဇပွဲပေါ်ကိုရောက်လာပြီလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒေါ်ဆန်းစုကြည်ဟာလည်းသူ့ရဲ့ finishing ပေါ့နော်အဆုံး point ကိုသူဟာတိုင်းပြည်နဲ့လူမျိုးပေါ်ကြည်ပါတယ်ဆိုတဲ့ခါမျိုးနဲ့အဆုံးသက်သွားခြင်းနေပြီလားဒါမှမဟုတ်ကျွန်တော်သုံးသပ်တာအဲ့တော့ဒါတွေဟာမဖြစ်လာနိုင်ဘူးလို့မပြောနိုင်ကျွန်တော်တို့ကတော့သတင်းသမားဖြစ်တဲ့အတွက်ပေးထားချက်တွေဖြစ်ပေါ်နေတဲ့အချက်လက်တွေပေါ်မှာကျွန်တော်တို့ကသုံးသပ်ရတာဖြစ်တယ်အဲ့ဒီမှာဒီဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ရဲ့တရားခွင်မှာကြားနာချက်တွေနဲ့ပတ်သက်ပြီးတော့ CCTV မှတ်တမ်းထွက်လာတဲ့ပတ်သက်ပြီးတော့သတင်းတစ်ပုဒ်မှာရေးထားတာဘယ်လိုလဲဆိုတော့ဒေါ်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့၏တရားခွင်အမှုရင်ဆိုင်နေသည့် CCTV မှတ်တမ်းဗီဒီယိုဖိုင်တစ်ခုဗြိတိရှသတင်းဌာန The Guardian မှာဇွန်လ18ရက်နေ့တွင်သတင်းဖော်ပြလာတယ် Guardian ဆိုတာ Guardian သတင်းဌာနကပြောရရင် British News Agency အဲ့ဒါ Guardian ကသူက press media လည်းလုပ်တယ် online လည်းရှိတယ်နောက်ပြီးတော့ cable news လည်းထုတ်တယ်ပြောရရင်တော့ဒီ media နဲ့ပတ်သက်အကုန်လုပ်တယ်ဗောနော် Guardian ကအဲ့တော့ဒီဟာကတိတ်ထူးဆန်းနေတယ်လို့ကျွန်တော်အဲ့လိုသုံးသပ်ချင်တယ်မြန်မာတရားခွင်အတွင်းဒေါ်ဆန်းစုကြည်ရှားပါဗီဒီယိုဖိုင်နဲ့သူမ၏နေ့စဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းများကို Guardian ကရရှိခဲ့ပြီးယခုကဲ့သို့ဖော်ပြလာတာဖြစ်တယ်တဲ့Guardian ကဖော်ပြထားသည့် CCTV မှတ်တမ်းဗီဒီယိုများမှာ2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးသမ္မတဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့တရားခွင်တွင်အမှုရင်ဆိုင်နေရသည့်မြင်ကွင်းများကိုပြသထားတယ်တဲ့ဒေါ်အောင်ဆန်းစုကြည်အကျဉ်းထောင်အတွင်းနေ့စဉ်နေထိုင်မှုမှတ်တမ်းများမှာတဲ့သူမ၏နေ့စဉ်မှတ်တမ်းများမှာနနက်4:30မိနစ်အချိန်မှာစတင်ကည8:30မိနစ်အထိပြီးဆုံးသည်ဟုမှတ်တမ်းတွင်ဖော်ပြထားတယ်ဒေါ်အောင်ဆန်းစုကြည်အားနနက်တိုင်းတနာရီကျော်တရားထိုင်ပြီးညနေတိုင်းလေ့ကျင့်ခန်းအဖြစ်အခန်းအတွင်းလမ်းလျှောက်ကြောင်းသိရတယ်တဲ့မှတ်တမ်းတစ်ခုမှာလည်းနေ့လယ်စာအဖြစ်ထမင်းနှစ်စွန်းကြက်သားငါးသားလုံးဟင်းကြိုချောကလက်2ခုငကမောက်သီးအနှဲငယ်တို့ကိုစားသုံးကြောင်းသတင်းဌာနရေးသားတာတဲ့ပုံမှန်အဖြစ်ဒေါ်အောင်ဆန်းစုကြည်ကတဲ့အစားနှဲပြီးနနက်စာအတွက်ကြက်ဥကျော်နေ့လယ်စာအတွက်ထမင်းအနှဲငယ်နဲ့အသားနဲ့ငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်မုတ်စားကြောင်းရေးသားထားတယ်တဲ့2024ခုနှစ်အစောပိုင်းဒေါ်အောင်ဆန်းစုကြည်ကိုမြင်တွေ့ခဲ့ရသောအကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အတန်နဲ့လမ်းလျှောက်ပုံကမပြောင်းလဲပါဘူးသူမသပင်မှာပန်းပန်တာမရှိဘူးသူပြောတယ်တဲ့ဒေါ်အောင်ဆန်းစုကြည်အာနာထင်းချင်း2020ခုနှစ်စပြီးတော့နိုင်ငံတော်ကထုတ်ဝေတဲ့သတင်းစာတွေကိုဖတ်ရှုလျက်ရှိကြောင်းသိရတယ်ဆိုပြီးတော့ဒီလိုမျိုးရေးထားတယ်နော် Guardian သတင်းစာဒီလိုထုတ်ပြန်ထားတာရှိတယ်တိတ်ထူးဆန်းတယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိလာမဲ့ကျင်းပမဲ့ရွေးကောက်ပွဲဟာပြောရရင်ကျွန်တော်တို့နိုင်ငံတကာကစိတ်ဝင်စားနိုင်လောက်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်သွားနိုင်တယ်ကျွန်တော်သုံးသပ်ကြည့်တာဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ပြောရလို့ရှိရင်တချို့အတိုက်ခံပါတီကြီးပါဆိုတဲ့အုပ်စုတွေလည်းတိတ်မျက်နှာကောင်းတာမတွေ့ရဘူးတချို့အတိုက်ခံပါတီကြီးပါဆိုတဲ့အုပ်စုရဲ့လူကြီးပါဆိုတဲ့လူတွေလည်းမျက်နှာတွေကတိတ်ရွှင်ရင်ပြမရှိဘူးကျွန်တော်တို့ကြည့်နေတာစဉ်းစားကြည့်ဗျာဟလာ NLD မပါတဲ့ရွေးကောက်ပွဲဆိုရင်မှန်တယ်ဒါပြောရလို့ရှိရင်သူတို့နိုင်ဖို့များတယ်ဒါပြောရရင်တော့တို့ပင်မဲ့ဒီချိန်မှာကြကုတ်ကြခဲလုံနေရတယ်ဆိုတဲ့ကွာကျွန်တော်တို့ကသုံးသပ်မိတယ်
ဒါပေမဲ့လည်းဒီဘက်မှာဟာလာပီနှလုံးတို့ပီသုံးလုံးတို့ကိုလည်းပြည်သူလူထုကပိုစိတ်ဝင်စားမှုရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီပါတီကြီးကိုကပြည်သူလူထုတွေကဟလာအခုလက်ရှိပေါ့ဗျာသူတို့ကိုပါတီကြီးလို့ပြောနေတယ်အဲ့ပါတီကြီးကိုကပြည်သူလူထုတွေကတတ်မှတ်ချက်ပေးထားပြီးသားမြန်မာပြည်သူလူထုတွေကဟာလာထားပါတော့ဟာလာဒီလူကလူရန်ကဒီလူကလူဆိုးဒီလူကလူမိုက်လို့တတ်မှတ်ချက်ပေးထားပြီးရင်အဲ့ဒီတတ်မှတ်ချက်ကိုပြင်ဖို့ဆိုတာခဲရင်းတယ်ဒါပေမဲ့လူသစ်တယောက်ရောက်လာရင်တော့မြန်မာလူအဖွဲ့အစည်းကစောင့်ကြည့်ပြီးတော့သူတို့ရဲ့လုပ်ပုံကင်ပုံနဲ့ပတ်သက်ပြီးတော့မှတတ်မှတ်ချက်ပေးတာအဲ့တော့အကယ်၍များမြမဒီလာမဲ့ရွေးကောက်ပွဲမှာ NLD မပါလာဘူးဆိုရင်ဟာလာပါတီကြီးဆိုတာရဲ့ပြည်သုံးလုံးရဲ့ပြည်နှလုံးရဲ့ဒီသုံးပါတီကအဓိကပြန်ရမယ်အဲ့တော့ပါတီကြီးဆိုတဲ့အဖွဲ့အစည်းကိုပြည်သူလူထုတွေကတတ်မှတ်ချက်ပေးထားပြီးသားအဲ့ပါတီကြီးဆိုတဲ့အပေါ်မှာပြည်သူလူထုကသူတို့ရဲ့နာမည်တက်ထားပြီးသားအဲ့တော့ပြည်သူလူထုကနာမည်တစ်လုံးရထားတဲ့ပါတီကြီးဆိုတာဟာရွေးကောက်ပွဲမှာနိုင်မှုဆိုတာအတော်ခဲရင်းတယ်ဒီဘက်မှာပြည်သုံးလုံးနဲ့ပြည်နှလုံးကိုပြည်သူလူထုကအတော်စောင့်ကြည့်နေတယ်ဟလာသူတို့ဒီများတက်လာရင်ဘယ်လိုလဲဆိုပြီးတော့မြန်မာလူမျိုးတွေရဲ့စိတ်တန်တန်ကစမ်းသက်တတ်တယ်အဲ့တော့ NLD ပါလာရင်တော့ဟိုပါတီကြီးဆိုတာကတော့2021ကအတိုင်းပဲဖြစ်သွားမှာပေါ့ NLD အကယ်၍ပါလာရင်ပြည်သုံးလုံးရဲ့ပြည်နှလုံးရဲ့ဒီ NLD ပါတီရဲ့ပေါ့နော်ကတကက်ရှင်ပြိုင်ဘက်တွေဖြစ်သွားမှာကျန်တဲ့ပါတီကြီးဆိုတာကတော့2021ကသို့မဟုတ်2015ကအတိုင်းပဲဖြစ်သွားလိမ့်မယ်ရလက်ကအဲ့တော့ NLD ပါလာရင်လည်းဟုတ်ပြီ NLD မှာလူရန်ကားတွေတိတ်မပါလာနိုင်တော့ဘူးဘာလို့တော်တော်များများကလက်နက်ကင်လှုပ်ရှားမှုတွေလက်နက်ကင်သူဘူးအုံကြွားမှုတွေမှာတေကုန်ပြီနော်တေကုန်ပြီနောက်တစ်ခုကနောက်တော်တော်များများကနိုင်ငံတကာကိုရောက်ကုန်ပြီအဲ့တော့တကယ် NLD ပြန်ဖြစ်လာတယ်ဆိုရင်တောင်ဒေါ်စန္ဒာမင်းတို့ရှေ့ထွက်လာနိုင်တယ်။ကျွန်တော်သုံးသပ်ကြည့်ရဒေါ်စန္ဒာမင်းတို့ရှေ့ထွက်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒေါ်စန္ဒာမင်းဟာမြန်မာနိုင်ငံမှာဒီလက်ရှိအချင်းကြနေတဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပထမဆုံးတွေ့ခွင့်ရတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တယ်။ဒါညင်းလို့မရဘူး။အဲ့တော့လက်ရှိအနေအထားမှာဒေါ်စန္ဒာမင်းတို့ဟာအကယ်၍ပေါ့နော် NLD ဟာလာဒီပြောရရင်တော့နိုင်ငံတကာရဲ့ညှိနှိုင်းမှုနိုင်ငံတော်အစိုးရရဲ့သဘောထားကြီးမှုတွေနဲ့ရွေးကောက်ပွဲမှာပြန်ပါလာနိုင်တယ်ဆိုရင်အဓိကပြိုင်ဘက်၃ပါတီကအဲ့ဒီ NLD ဖြစ်မယ်သို့မဟုတ်လည်းဗျနောက်ပါတီနာမည်တစ်ခုနဲ့လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာ NLD မဟုတ်ဘဲနဲ့ထားတော့တစ်ခုပေါ့ဗျာထားလာကျွန်တော်ဒီဟိုမှာဖြင့်ဗိုလ်ချုပ်အောင်ကြီးနဲ့လာဒီဒေါအောင်ဆန်းစုကြည်အုပ်စုနဲ့ကွဲတော့ဆိုဗိုလ်ချုပ်အောင်ကြီးကဘာလဲဆိုတော့ပြည်တော်စုမြန်မာနိုင်ငံဘာဆိုလဲမသိဘူးထားပါတော့ပြီးတော့မှဒီဘက်ကဒီဒေါအောင်ဆန်းစုကြည်အုပ်စုကဒီ NLD ပါတီကိုရသွားတယ်ဗျာအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီလက်ရှိအနေထားမှာလည်းအဲ့လိုမျိုးဖြစ်လာနိုင်တယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာဒီရွေးကောက်ပွဲကအရင်စိတ်ဝင်စားစရာကောင်းတဲ့ရွေးကောက်ပွဲတစ်ခုဘာလို့တော့လက်ရှိအနေထားမှာနိုင်ငံတော်အကြီးအကဲကလည်းနိုင်ငံတကာရဲ့စကားတွေကိုသူနားဆွင့်နေတာရှိတယ်နော်ဒါတွေက deal လောက်ကောင်ပေါ့ဗျာ deal ဆိုတာအပေးလို့ကောင်ပေါ့နိုင်ငံရေးမှာတော့ rigid အသေးဆုပ်ကင်ထားလို့တော့မရဘူးပေါ့ဗျာဟုတ်လားဘာကြောင့်လဲဆိုတော့တိုင်းပြည်ကိုကောင်းသားခြင်းတဲ့လူတိုင်းဟာအပေးယူလုပ်ကြတယ်2021မှာတက်မတော်ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလှုပ်လိုက်ရတာကလည်းဒီအဲ့အချိန်ကအာဏာရပါတီကြီးဖြစ်တဲ့ NLD ပါတီရဲ့တရသေးစုပ်ကင်ထားမှုတွေကြောင့်ဒီလိုကြီးဖြစ်သွားတာ။နှိမ့်မဆိုရင်ဟလား NLD ပါတီကပျော်ပြောင်းတဲ့ပါတီအဲ့ကတည်းကဖြစ်ခဲ့ရင်မြန်မာနိုင်ငံကြီးကဒီလောက်အထိဟိုပြောရရင်အယုတ်ဆိုးအကြီးတန်းမှုမဖြစ်သွားဘူး။ဒါပေမဲ့ NLD ပါတီမှာလည်းအဲ့ဒီ headliner တွေပေါ့ဗျာ။ဘာမဟုတ်တယ်ဟလားဇော်မြင့်မောင်လိုလူတွေဝင်းမြင့်လိုလူတွေသူတို့ကပြောရရင်သူတို့နှာခေါင်းပေါင်းနဲ့အသက်ရှူတာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်နှာခေါင်းပေါင်းနဲ့အသက်ရှူတာဖြစ်တဲ့အတွက်သူတို့ကဘာလို့လဲဘလို့လဲဆိုတော့သူများနှာခေါင်းပေါင်းနဲ့အသက်ရှူတဲ့အတွက်သူတို့ကပြောရရင်သူများတဲ့ပိုရှူရတာပေါ့ဗျာပြောရရင်ပိုပြီး headliner လုပ်ပေးရတဲ့သဘောဖြစ်တယ်နော်တကယ်အမာလိုင်းတွေပေါ့ဒီအမာလိုင်းတွေကုန်သွားရင်ဒေါအောင်ဆန်းစုကြည်ရဲ့စိတ်တဒံဟာအဲ့လောက်ထိမမာကြောလောက်ဘူးလို့ကျွန်တော်တို့သုံးသက်တာပေါ့ဒါပေမဲ့သူမာရင်ဘာနဲ့မှဟိုထုလို့မရဘူးတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဥလာမဲရွေးကောက်ပွဲကအခုရက်ပိုင်းနေမှာဖြစ်ပေါ်နေတဲ့သတင်း source တွေအခုရက်ပိုင်းနေမှာဟာဒီနိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားမှုတွေဒါတွေကိုကြည့်ရခြင်းအပြင်လာမဲ့2025နှစ်ကုန်မှာကျင်းပမယ်ဆိုရင်ရွေးကောက်ပွဲကအတော်စိတ်ဝင်စားစရာကောင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်တယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်နော်ဒီလိုသုံးသပ်ချင်အဲ့တော့ဒါတပုတ်ပေါ့ဗျာနော်ဒါတပုတ်ပေါ့နောက်တစ်ခုကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံတကာကိုထွက်ပြေးသွားကြတဲ့အမှုပညာရှင်ဆိုသူတွေပေါ့နော်အမှုပညာရှင်ဆိုသူတွေပေါ့အဆိုတော်တွေ
ဒရိုက်တာတွေသရုပ်ဆောင်တွေပေါ့ဒါပေမဲ့ကျွန်တော်အမြဲပြောပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအမှုပညာရှင်ဆိုတာတော့ရှားတယ်တော်များများက copy တွေပေါ့နော် copy maker တွေပေါ့ရုပ်ရှင်ဆိုလဲဒီလိုပဲဒီဘက်မှာဂီတဆိုလဲဒီလိုပဲဒါတော်များများပေါ့သပင်လဲဒီလိုပဲသပင်လဲဟိုအရင်အခုပြောရလို့ရှိရင်အသစ်အစမ်းတီထွင်နိုင်တယ်ဆိုတာရှားတယ်အရင်ခေတ်ကလူတွေရေးခဲ့တဲ့ဇက်ရုပ်တွေပဲပြန်ကအရင်ခေတ်ကလူတွေပြက်ခဲ့တဲ့ပြက်လုံးတွေနဲ့ဒါနဲ့ပဲလည်နေကြတော့ဗျာအသစ်အစမ်းတီထွင်နိုင်တယ်ဆိုတာရှားတယ်အဲ့တော့အမှုပညာဆိုတာကတော့ပြောရရင်ခေတ်နဲ့ညီရမယ်တီထွင်စမ်းသစ်မှုရှိရမယ်ပေါ့ဒါမှကျွန်တော်တို့ကအမှုပညာလို့ခေါ်တယ်ဒါကိုမှအမှုပညာသမားလို့ခေါ်တာပေါ့နော်ဒါပေမဲ့အခုနိုင်ငံတကာရောက်သွားတဲ့လူတွေပြည်ပမှာရှိနေတဲ့တော်များများကျွန်တော်တို့အမှုပညာသမားလို့ကျွန်တော်တို့ကမသတ်မှတ်ဘူးသူတို့ဟာဟလာဒီအလုံးနဲ့တခြားလောက်တာတွေမလုံနိုင်လို့ပေါ့ဗျာတခြားအလုပ်တွေမလုပ်တတ်မကင်တတ်လို့ဒီဟာနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေရတဲ့လူတွေလို့ကျွန်တော်ဒီလိုပဲသုံးသပ်တယ်နော်ဒီလိုပဲသုံးသပ်ဒါကြောင့်မလို့လေသူတို့ရဲ့ဥမာရုပ်ရှင်ဆိုတဲ့ရုပ်ရှင်လောကကြီးကတက်မလာဘူးဘာကြောင့်လဲဆိုရုပ်ရှင်လောကမှာလဲဟလာခင်ဗျားတို့သိတဲ့အတိုင်းပဲဒီအောက်ခြေလွှာတို့ဘာလို့ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အခုဆိုလမ်းဘေးရောက်ကုန်တဲ့လူတွေတောင်ရှိတယ်ဟိုမှာမင်းသားမင်းသမီးဆိုတဲ့လူတွေကအိမ်နေဟလာတကက်ကိုခြံနေဝယ်တကက်တိုက်ကြီးတာကြီးနန်းတော်လောက်ရှိတဲ့တိုက်ကြီးတာကြီးနေနေပေမဲ့အောက်ခြေလူဒန်းသားရုပ်ရှင်အတိုင်းဝိုင်းမှာရှိတဲ့အောက်ခြေလူဒန်းသားအလွှာတော့ခင်ဗျားတို့တွေးတဲ့အတိုင်းပဲနော်အားလုံးကပြောရရင်အိမ်မရှိရာမရှိစားစရာဟလာမနှက်စားပြီးလို့ရှိရင်အဲ့စားပြီးတဲ့အိုးဆေးပြီးအပေါင်တိုင်းသွားပို့ပြီးလို့ရှိရင်အလုတ်သွားကြီးပြန်လာမှအဲ့အိုးရွေးပြီးတော့မှထမင်းဟင်းချက်